မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်ပေါင်းတို့၏ကုသိုလ်ပါရမီပညာဥစ္စာများကိုလည်းသားသမီးများရိုသေစွာခံယူပါသည်သာဓုသာဓုသာဓုဒီကုသိုလ်ကောင်းမှုရဲ့ဖို့ပါကကြောင့်31ဘုံမှာရှိကြကုန်သောဒုက္ခိတတတ္တဝါတွေနေဆဒုက္ခအမြဲချမ်းသာကြပါစေနေဆဒုက္ခအမြဲချမ်းသာကြပါစေနေဆဒုက္ခအမြဲချမ်းသာကြပါစေဒီကုသိုလ်ကောင်းမှုရဲ့ဗုဒ္ဓနုဒ္ဓတိဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိသာဂနုဒ္ဓတိသီလနုဒ္ဓတိမေတ္တာနုဒ္ဓတိဘာဝနာကမ္မဋ္ဌာန်းများစီးဖြန့်၍ဘုနောတို့၏အစီအစဉ်များကိုဗုဒ္ဓသာသနာစိရန်တိတ်ထတု၃ကြိမ်ရွတ်ဆိုခြင်းဘုရားတော်တို့၏ဒိဋ္ဌာများဤဆုံးကြောင်းကျင့်ကြအပ်ပါသည်ဗုဒ္ဓသာသနာစိရန်တိတ်ထတုဗုဒ္ဓသာသနာစိရန်တိတ်ထတုဗုဒ္ဓသာသနာစိရန်တိတ်ထတုဘုရားမြတ်စွာဘုရားသာသနာတော်မြတ်ကြီးဖြစ်သောပရိယတိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဟုသုံးရသောသာသနာတော်မြတ်ကြီးတို့သည်နေများမြောင်ကာလလေးတန်အောင်ဒီတဲ့တွေ့အရှိကမ်း၍တည်တံ့ပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာ